Hello အားလုံးပဲမင်္ဂလာပါအိမ်မွန်ဖြစ်ပါတယ်ကျွန်တော် YouTube channel လေးကနေတင်လင်းကြိုဆိုလိုက်ပါတယ် video မတင်တာလည်းနည်းနည်းတော့ကြာသွားပြီဆိုတော့ကျွန်တော်ဒီနေ့ video လေးမှာteacher design frame မှာပေါ့နော် teacher design ထွက်ဖြစ်သွားတဲ့အကြောင်းရင်းကလည်းကျွန်တော် logo ကို design ပြန်လုပ်မယ်ဆိုပြီးတော့ sketch ဆွဲရတဲ့ဒီပုံလေးရလာတယ်ပေါ့နော်အဲ့နဲ့ဒီပုံလေးကို teacher design လုပ်ပြီးတော့ဝင်တော်တော်မိုက်မှာပဲပေါ့နော်ကျွန်တော်လိုချင်တဲ့ illustration ပုံစံအဲ့လို crayon ဖျောင်းနဲ့အဲ့လိုရှစ်ထားတဲ့ broad ပုံစံမျိုးတော်တော်လေးသဘောကျရမို့လို့ teacher design ဆွဲဖြစ်သွားတာပါဆိုတော့စဆွဲပါမယ် Photoshop လေးကိုတွားလိုက်ကြရအောင်အရင်ဆုံးကျွန်တော် teacher အခြေဘက်ကို Emoji ဆိုရဲစာတန်းလေးရိုက်မယ်ပေါ့နော်ဒီမှာကျွန်တော်ဒီ font လေးကိုသုံးမယ်ပေါ့နော်ကျွန်တော်အကြိုက်ဆုံး font လေး Pixel တဲ့ဟိုမှာ 12K file လေးရောထားတဲ့ font လေးတော်တော်ကြိုက်တယ်ပေါ့နော်ဒါပေမဲ့ font ရဲ့ zero လေးတစ်ချက်ချိုးလိုက်ပေါ့နော်တသိန်းကျော်ရကျွန်တော်မဝင်နိုင်ဘူးဆိုတော့သူ preview ပေးထားနေရပဲကျွန်တော်ရေးမဲ့စာကိုရိုက်လိုက်တယ်ပြီးတော့ screenshot ရိုက်လိုက်ပြီးတော့ Illustrator ထဲမှာ paste ပြန်ရှာလိုက်တယ်ပြီးရင် image trace နဲ့ black and white logo ပြောင်းပြီးတော့ filter ပြန်ပြောင်းလိုက်တယ်ပေါ့နော်ဒီမှာနည်းနည်းပါးပါး refine ပါညာတော့ပြန်လုပ်လိုက်တယ်ပေါ့နော်နောက်ပြီးတော့ Photoshop ထဲမှာကျွန်တော် paste ပြန်ရှာပြီးတော့သုံးပါမယ်ဒီရှင်းနောက်ဘက်တော့ကကြတော့ကျွန်တော်ဆွဲထားတဲ့ပုံထည့်သုံးမှာပေါ့နော်ဒီမှာကကျွန်တော်ဆွဲထားတဲ့ပုံတစ်ပုံရိုက်ပြီးတော့ကျွန်တော် Illustrator လေးကိုထည့်ပြီး image trace နဲ့ filter ပြောင်းလိုက်တယ်ဒါမှ frame လောက်ပါညာလို့ရှိရင်ဝါဝါတာတို့ဘာလို့မဖြစ်တော့မှာပေါ့နော်ဆိုတော့ဒီမှာ copy ယူပြီးတော့ Photoshop ထဲမှာ paste ပြန်ချလိုက်တယ်ဒီမှာကဒီလိုမျိုးလေးတော့ဖြစ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်က lighting ပါညာနည်းနည်းရှင်းလိုက်တယ်ပြီးတော့အစွန်းထွက်နေတဲ့ဟာတွေဆိုလို့ရှိရင်လည်းဖြတ်ထုတ်လိုက်တယ်ပေါ့နော်နောက်ပြီးတော့ဒီမှာနည်းနည်းမတိမသက်ဖြစ်နေတဲ့ဟာတွေကိုကျွန်တော်က Photoshop ထဲမှာပဲသူနဲ့တူတဲ့ brush ပေါ့နော် crayon brush လားအဲ့လိုပြောရမှာပေါ့နော်အဲ့ brush တူနဲ့ကျွန်တော်နည်းနည်းလေးအဲ့လို light fade လုပ်လိုက်တယ်ပေါ့နော်ကျွန်တော်ဆွဲလို့ကောင်းပြီဆိုလို့ရှိရင် scripted error လေးတက်လိုက်ရမှာသူလည်းကြီးနေတဲ့နဲ့တူပဲပေါ့နော်ကျွန်တော် project ကြီးလုပ်လို့ရှိရင်ဒီပြဿနာခဏခဏဖြစ်တယ်အဲ့ဒါလည်းကျွန်တော် SSD ဝယ်မသုံးသေးလို့လည်းပါမယ်လို့ထင်တယ်ပေါ့နော်မဖို့ကသူ့ရဲ့ original building ပါတဲ့ storage ကအဲ့လိုကြီးလဲမများတော့ဒီလိုမျိုးခဏခဏဖြစ်တယ်ပေါ့နော်ကျွန်တော်စက်တွေက file ကိုဖြတ်ပြီးတော့ကျွန်တော်ပြန်ဆွဲပါတယ်ဆိုတော့ဒီနောက်က task ကကြတော့ကျွန်တော် ChatGPT နဲ့ generate လုပ်ထားတာပေါ့နော်ဒီမှာကကျွန်တော်လူကျင်နဲ့ fun ဖြစ်ရမယ် creative ဖြစ်ရမယ်ဆိုတော့ထားလိုက်တစ်ခုထုတ်ခိုင်းလိုက်တယ်ပြီးတော့ကျွန်တော်သုံးနေကြနောက်ဆုံး page ပေါ့နော် hub room တစ်ခြားလေးကိုထည့်လိုက်တယ်အရင် digital မဆန်ကျင်တာမို့လို့ကျွန်တော် hub room တစ်ခြားလေးကိုသုံးလိုက်တယ်ပြီးရင်တော့ကျွန်တော် design file ကို print ဘက်ကိုပို့ပါမယ်โอเคပါဆယ်လေးရောက်လာပြီဆိုတော့ကျွန်တော်ပြောပါမယ်ကျွန်တော်မကြိုက်တဲ့ဆက်လေးတော့ရှိရပါတော့အဲ့ဒါတော့ရှိရဲ့စာပေါ့နော် iconography ဆိုရဲအရှိပတ်ချင်တာ task ကတော်တော်လေးပြပြလေးတော့ဖြစ်နေတယ်ရှိရစာလေးကိုနည်းနည်းလေးသိပြီးပါဆိုပြီးတော့အတော့မပြောမိလိုက်တာလေပါမယ်ပေါ့နော်ဆိုတော့နောက်ကဟာတော့ yes အဆင်ပြေပေါ့နော်လိုချင်တဲ့ color လေးလေးနည်းနည်းလေးနီးစပ်ပြီးတော့ရရပေါ့နော်နောက်ဘက်ချန်ကလည်းအဆင်ပြေပေါ့နော်ခြေဘက်ချန်လေးတစ်ခုပဲနောက်က color တွေဘာရလဲအရင်ပြောင်းလဲတော့အမျိုးမရှိဘူးကျွန်တော်လိုချင်တဲ့ file လေးကွက်တီရတယ်ပေါ့နော်ဆိုတော့ဒီတစ်ခါတော့ကျွန်တော်ဒီချက်အဖြူလေးမှားထားတာဆိုတော့အဖြူအောင်လေးနဲ့ကျွန်တော်ဆွဲထားတဲ့ design လေးနဲ့ scroll လေးမိုက်တယ်ပေါ့နော် Okay ဒီနေ့ video လေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ video လေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးပါအားလို့သူပဲကြည့်ပြီပေါ့နော်အားလုံးပဲ like and subscribe လေးလုပ်ပြီးရင်တော့ comment အောင်ပေါ့နော်အဲ့တော့ကျွန်တော် video လေးလုပ်ဖို့အားရှိရပါဆိုတော့အားလုံးပဲအဆုံးထိကြည့်ပြီးလို့ကျေးဇူးပါတတာ